မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ AI Chef Result တွေကနေလာတဲ့ traffic တွေကို Google Analytics GA4 မှာဘယ်လို tracking လုပ်မလဲဆိုတာမျိုးကိုကျွန်တော်လုပ်ပြပေးတော့မှာပါအကုန်လုံးသိတဲ့အတိုင်းပါပဲဒီ AI penetration တွေနဲ့အတူအခုနောက်ပိုင်းဒီwebsite တွေရဲ့ traffic တွေကလည်း AI Chef တွေကနေတဆင့်ဝင်လာတာမျိုးကျွန်တော်တို့တွေ့နေရပါပြီအရင်တော့ကတော့ကျွန်တော်ဒီဗီဒီယိုတစ်ခုလုပ်ခဲ့သေးတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ page မှာပဲဒီ ChatGPT ကနေလာတဲ့ဒီ website traffic တွေရှိမရှိဘယ်လိုဆက်မလဲဆိုတာမျိုးကိုကျွန်တော်ဗီဒီယိုတစ်ခုလုပ်ခဲ့ပြသေးတယ်ဒါပေမဲ့အခုနောက်ပိုင်းကကြတော့ user တွေက AI ကိုသုံးပြီးတော့မေးမြန်းတဲ့အခါမျိုးမှာ ChatGPT တခုတည်းကိုသုံးတာမျိုးမဟုတ်တော့ပါဘူးကိုလုပ်တဲ့အလုံးနဲ့ပုံမသင်တော်တဲ့ AI tools တွေကိုသုံးလာကြပါတယ်ဥပမာဒီ Cloud တော့ဒီ Perplexity နောက်ပြီးတော့ဒီဥပမာ Gemini ဆိုတာတော့ဗောနော်ဒီ Grok ကျွန်တော်ဆိုရင်လည်းဒီ ChatGPT ထဲပေါ့နော် Grok ကိုသုံးတယ်နောက်ပြီးတော့ရင်ဒီတစ်ခါကိုရဲ့အလုံးအရာပေါ့နော်တချို့လိုအပ်တဲ့ဥပမာ Google AI Studio ဒါမျိုးတွေကိုသုံးတာမျိုးရှိပါတယ်အဲ့ဒါကြောင့် ChatGPT တခုတည်းကလာတဲ့ website traffic ကို track လုပ်တာမျိုးမဟုတ်တော့ပဲတခြားသောဘယ် AI tools ကမဆိုဝင်လာတဲ့ user traffic တွေကို AI traffic အနေနဲ့သတ်မှတ်ပြီးတော့ Google Analytics မှာကျွန်တော်တို့tracking လုပ်ဖို့လိုတာပါလိမ့်မယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ခါလေးလုပ်ပြပေးပါမယ်ကျွန်တော်ဒီမှာAI tools တချို့ရဲ့ဒီ domain name တွေကိုကျွန်တော်ဒီမှာ list လုပ်ထားပါတယ် user တွေကဒီ AI tools တွေကတစ်ခုခုမှာကိုယ့်ရဲ့ website link ကပေါ်ပြပြီးအဲ link ကို click နှိပ်လိုက်လို့ကိုယ့်ရဲ့ website ထဲကိုဝင်လာရင် AI traffic ဆိုပြီးတော့ရင်သတ်မှတ်ပြီးကျွန်တော် tracking လုပ်မှာ GA4 မှာဆိုတော့ကျွန်တော်တို့နေပြီးတော့ရင်ဒီ Google Analytics မှာနေပြီးတော့ရင်ကျွန်တော်တို့ဒီ admin ကိုတော့ပါမယ်ဒါ Google Analytics dashboard ထဲကနေ admin ကိုတော့မယ် admin ကိုတော့ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ data display ဆိုတာရှိပါတယ်เนาะဆိုတော့ data display ကိုကျွန်တော်တို့နှိပ်ပါမယ်ဒီ data display မှာကျွန်တော်တို့ကနေပြီးတော့ရင်ဒီမှာ channel group ဆိုတာရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီ AI ကလာတဲ့ဟာကို channel တစ်ခုနဲ့သတ်မှတ်မှာပေါ့ကျွန်တော်တို့ကဒီ channel group တစ်ခုလုပ်လိုက်မှာအဲ့ဒီအခုနကကျွန်တော်ပြလိုက်တဲ့ဒီ AI tools တွေကလာတဲ့အရာဟုတ်သေးကိုကျွန်တော် channel group တစ်ခုနဲ့သတ်မှတ်မဲ့သဘောပါဒီမှာကျွန်တော်တို့ဒီမှာ channel group ကို click နှိပ်လိုက်ပါမယ်ဆိုတော့ဒီမှာ channel group မှာကျွန်တော်တို့နေပြီးတော့ရင်ဒီမှာ new channel တစ်ခုလုပ်လိုက်မယ်ပေါ့ကျွန်တော်တို့ဆိုတော့ဒီမှာနာမည်ပေးပေါ့နော်တစ်ခုခုပေါ့ AI channel group ပေါ့နော်ရပါတယ်ကိုအဆင်ပြေလို့ပေးလို့ရပါတယ်ပေါ့နော် AI channel group အဲ့ဒီမှာ add new channel ကိုကျွန်တော်တို့နှိပ်ပါမယ် add new channel မှာဒီ channel name ကိုကျွန်တော်တို့ဘယ်လိုပေးမလဲဆိုရင်ကိုဟိုမှာနော်ကျွန်တော်ဘယ်လိုပေးလိုက်မလဲဆိုရင် AI traffic အခုနကAI traffic ဘယ်လိုနော် TIFIC ပါ traffic နော် AI traffic လို့ကျွန်တော်နာပေးလိုက်ပါမယ်ပြီးတော့ရင်ဗာဖြစ်လဲဒီမှာကျွန်တော်တို့ဒီမှာ condition တစ်ခုလောက်ရပါမယ် AI traffic လို့တက်တဲ့ဘယ်ရှင်နေမှာဒီမှာလဲ condition ကနော်ဆိုတော့ဒီမှာ condition ကိုလိုက်တယ်လို့ဆိုရင်ဒီမှာ condition မှာဘာကိုရွေးမလဲဆိုရင်ဒီမှာ source ကိုကျွန်တော်တို့ရွေးပါမယ် source ကိုရွေးလိုက်မယ် source ကိုရွေးလိုက်တဲ့အခါမှာနေပြီးတော့ရင်ကျွန်တော်တို့ဒီမှာ condition source ပေါ့နော် source ဒီမှာ condition က condition တစ်ခုရေးရတော့မယ်ကျွန်တော်တို့ဆိုတော့ဒီမှာကတော့ကျွန်တော်တို့ဘာကိုသုံးမလဲလို့ဆိုရင်ဒီမှာ match regress ကိုသုံးပါမယ်ဒီနေရာမှာ regular expression ဆိုတာကနေပြီးတော့ဒီ character string ဒီ symbol တွေကို matching rules တစ်ခုအနေနဲ့သုံးတဲ့ဒီ pattern တစ်ခုဖြစ်ပါတယ်ဒီ regular expression ကိုတော့ဒီကျွန်တော်တို့တွေထဲဒီ data analyst သမားတွေကပို့ပြီးတော့ကျွမ်းကျင်ပါလိမ့်မယ်သူတို့တွေကအဓိကသုံးတာဆိုတော့ကျွန်တော်ကတော့ဒီ local studio မှာပေါ့နော်ဒီ report လုပ်တဲ့အခါမျိုးမှာဒီ data visualization လုပ်တဲ့အခါသုံးရင်လေ့လာဖြစ်ခဲ့တာပါဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်ကျေဝန်းမရှင်းပြတော့ပါဘူးကိုယ့်အနေနဲ့နည်းနည်းဒီ regular expression နဲ့ပတ်သက်ပြီးတော့ရင်ဒီအခြေခံသဘောတရားကိုနည်းနည်းလေ့လာပြီးတော့ပေါ့နော် AI တွေကိုနေပြီးတော့ရင်ကျွန်တော်တို့ဒီကိုလိုအပ်တဲ့ format တစ်ခုကိုနေပြီးတော့ရင် AI ကိုကွန်ပျူတာတောင်းပြီးတော့လုပ်ရင်လည်းအဆင်ပြေမှာပါဆိုရင်ကျွန်တော်တို့ကနေပြီးတော့ရင်ဒီနေရာမှာကျွန်တော်တို့ဒီမှာ value တစ်ခုထည့်ရတော့မှာပေါ့နော်ဒီ value ထည့်တဲ့အခါမှာနေပြီးတော့ရင်ကျွန်တော်တို့ကဒီ regular expression ကိုသုံးမှာဖြစ်တဲ့အတွက်နဲ့ကျွန်တော်တို့ဒီ domain name တွေကိုကျွန်တော် list လုပ်ထားလိုက်တယ်ပေါ့နော်ဥပမာကျွန်တော်တို့နေပြီးတော့ရင်ဒီဆိုတော့ပေါ့ဒီတစ်ခုခုပေါ့နော်ဒီ
copy AI ဆိုရင်လည်းကျွန်တော်တို့ကဒီ copy AI ရဲ့သူရဲ့ဒီ domain name ကိုပေါ့နော်ဒီ domain name ကိုပဲယူလိုက်တာပေါ့နော် domain name လောက်ပဲယူလိုက်တာပါဆိုတော့ဒီမှာကျွန်တော်တို့ကဒီ list စီထည့်လိုက်တာပေါ့နော်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကို regular expression နဲ့တွားတဲ့အခါမှာနေပြီးတော့ရင်ကျွန်တော်တို့ဒီမှာသူရဲ့ method ပေါ့နော်ထည့်တဲ့ပုံစံကတော့သူရဲ့ဒီဒါကတော့ regular expression ရဲ့သူရဲ့ဒီ format တစ်ခုပေါ့နော်သူကဒီဒါ domain name သူကတော့ဒီမှာ dot star ဆိုတာကကြတော့ဘယ်လိုပြောမလဲပေါ့နော်ဒီအကုန်လုံးပေါ့နော်သူရဲ့ဒီကောင်ရဲ့ရှေ့မှာပါလာတဲ့ဟာအကုန်လုံးပေါ့နော် dot star ဆိုတာက any character ပေါ့အဲ့လိုမျိုးသူရဲ့ပုံစံရေးတဲ့အရေးအသားပုံစံကတော့ဆိုရင်သူက dot ကိုဆိုရင်သူကဘယ်လိုဒီတိုင်းထားလို့မရဘူးသူက dot ဆိုရင်သူကဒီဒါဘယ်လိုပြောမလဲ slash ဒီ slash ပုံစံမျိုးနော်ဒီပုံစံမျိုးနဲ့ရေးရတယ် dot လို့ရေးမှဒီတိုင်းထားလို့ရေးလို့မရဘူးသူက dot ဆိုရင်သူရဲ့ regular expression ရေးတဲ့ပုံစံကဒီလိုမျိုးပုံစံရေးရတယ်နော်ဆိုတော့ဒီ domain name ကိုရေးတယ်ဒီ domain name မှာ dot ကိုကြတော့သူကဒီလို format နဲ့ရေးပြရတယ်နော်ဒီ domain ရဲ့အရှေ့နောက်မှာ dot star အဲ့လိုရေးပြတာသူက domain တစ်ခုချင်းစီကိုနော်ဆိုတော့ဒီ domain ရဲ့အရှေ့အနောက်ဘယ်character မဆိုပေါ့နော်သူကအဲ့လိုမျိုးပြောစေချင်တာပြောရမယ်ဆိုတော့ဒီဟိုဟာကပေါ့နော်ဒီ particle ဟိုဟာကကြတော့သူက all အဲ့လိုမျိုး ChatGPT Docker ကပဲဖြစ်မှာ Grok ကပဲဖြစ်အဲ့လိုမျိုးကျွန်တော်တို့ကနေပြီးတော့ရင်သူကဟိုဟာgroup တစ်ခုခွဲလိုက်တဲ့သဘော group တစ်ခုလောက်လိုက်တဲ့သဘောတရားပေါ့ဆိုတော့ domain တွေရဲ့အကုန်လုံးမှာသူက dot star ပါတယ်အကုန်လုံးပြီးတော့တစ်ခုနဲ့တစ်ခုကိုသူက all ပေါ့ဒီဟာမဟုတ်ဘူးဆိုရင်ဒီကလာဥမာဘယ်ဒီ ChatGPT ကပဲလာ Grok ကပဲလာ Perplexity ကပဲလာ Cloud ကပဲလာအဲ့လိုမျိုးသူကဆိုလိုချင်တာဆိုတော့ကျွန်တော်ဒီ format အတိုင်းကျွန်တော်တို့ကတစ်ခုချင်းထည့်လို့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်နောက်တစ်ခုဗာထည့်မလဲပေါ့နော်တကယ်လို့Google AI Studio ထည့်မယ်ဟုတ်ပြီနော်ဆိုတော့ Google AI Studio နော်Google AI Studio ရဲ့ဒီကျွန်တော်တို့ဒီ domain name ကိုယူလိုက်မယ်နော် Google AI Studio ရဲ့ဒီ domain name ကိုပဲယူမှာနော်ကျွန်တော်တို့ Google AI Studio ဒီကောင်ဒီ domain name တွေ့ရတာ set domain format ပေါ့နော်ဆိုတော့ဘယ်လိုရေးမှာလဲဒီကောင်ဆုံးသွားပြီဆိုရင် or ရေးမှာဖြစ်တဲ့အတွက် ਨੇ ဒီကောင်လာမှာsorry ဒီကောင်လာမှာဟုတ်ပြီနော်ပြီးတော့ရင်အစားဆုံးကိုဘယ်ကနေအစားကိုဗာနဲ့စမလဲ star dot star နဲ့စမှာ sorry dot star ဟုတ်တယ်နော် dot star ပြီးတော့ရင် domain name ရေးလိုက်မယ်ဆိုတော့ domain name မှာ dot ပါတယ်ဆိုရင်ဘယ်လိုရေးမှာလဲဒီလိုမျိုးလေးရေးမှာ dot ဆိုရင်နော်ရေးမှာဟုတ်နော်ပြီးတော့ရင်နောက်ကဘာလာမလဲ dot star အဲ့လိုမျိုးလာပါမယ်နော်ဒီလိုမျိုးလေးလုပ်ပေးရင်ပါကျွန်တော်တို့ကဆိုတော့ဒီဟာကိုကျွန်တော်တို့က copy ကူးလိုက်မယ် copy ကူးပြီးတော့ရင်ကျွန်တော်တို့ကနေပြီးတော့ရင်ဒီနေရာမှာဒီကောင်မှာ paste လုပ်လိုက်ရင်ရပါတယ်တကယ်လို့ဒီ method မဟုတ်ဘဲနဲ့ကျွန်တော်နောက်တစ်ခု method လုပ်ထားတာရှိတယ်ပေါ့နော်ဒီမျိုးနောက်ပုံစံတစ်မျိုးကကြတော့ကျွန်တော်တို့ကဒီလိုမျိုးလေးရေးလို့ရပါတယ်ပုံစံကိုအကုန်လုံးနေပြီးတော့ရင်ဒီဘယ်လိုပြောမလဲပေါ့နော်တစ်ခုချင်းမှာ dot star ထည့်တာမဟုတ်တော့ဘဲနဲ့သူကwin ပိတ်လိုက်တာwin ပိတ်လိုက်တယ်win ပိတ်လိုက်ပြီးတော့ရင်အရှေ့နောက် dot star အဲ့လိုလုပ်လိုက်တာပေါ့နော်ဆိုတော့ဒီတစ်ခုနဲ့တစ်ခုကိုတော့ဗာလဲ or ဆိုတဲ့ဟာသင်္ကေတတော့ခံပြတယ်ပေါ့နော်ဒါကဒီကလာတာပဲသို့မဟုတ်ဒီကလာတာဘယ်ကပဲလာပေါ့နော်အဲ့လိုမျိုး or အနေနဲ့သူကသတ်မှတ်တာဒီကောင်ကဒီ character ဒီ symbol ကကြတော့ပေါ့နော်ဆိုတော့ dot ကိုဆိုရင်ဘယ်လိုရေးရမလဲဒီပုံစံမျိုးပဲရေးရမယ်ဒါက regular expression ရဲ့ရေးတဲ့သူက method တစ်ခုပေါ့နော်ဆိုတော့ဒီကောင်ကိုသုံးမယ်ဆိုလဲရပါတယ်ကြိုက်တဲ့ဟာကိုသုံးပေါ့နော်ဒီ method နှစ်မျိုးမှာပေါ့နော်ကျွန်တော်ဒီ method နှစ်မျိုးမှာကျွန်တော် comment မှာတော့ကျွန်တော်ဒီ method နှစ်ခုကိုကျွန်တော်ထည့်ပေးထားပါမယ်ဆိုတော့ဒီမှာဆိုရင်လည်းလိုမျိုးပေါ့နော်ကျွန်တော်ခုန AI Studio ကိုထည့်လိုက်တဲ့ဆိုရင်လည်းGoogle AI Studio ကိုထည့်မယ်ဆိုရင်လည်းခုနက domain ကို copy ကူးပြီးတော့ရင်ကျွန်တော်တို့ဒီမှာဘယ်လိုထည့်မလဲဒီလက်ရှိဒီရေးထားတဲ့ပုံစံတိုင်းပါနော်ဒီမှာ sorry ဒီထည့်မယ်နောက်ပြီးတော့ရင် AI Studio.com ဟုတ်ပြီနော်ဆိုတော့ dot ပါရင်ဘယ်လိုရေးမလဲ dot ပါရင်ဒီလိုမျိုးသုံးမယ် dot ပါရင်ဒီလိုမျိုးကျွန်တော်တို့ရေးရင်လည်းရပါတယ်ဒီ cited method ကိုသုံးပေါ့နော်ဆိုတော့ကျွန်တော်ကနေပြီးတော့ရင်ဒီမှာဒီ AI tools ဒီလောက်ကိုပဲကျွန်တော်ကလောလောဆယ်ဒီလောက်ပဲထည့်ပေးထားတာပေါ့နော်တကယ်လို့ကိုကဒီ AI အပြင်တခြား AI တွေထပ်ထည့်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ကထပ်ထည့်လို့ရပါတယ်ဒီမှာဆိုရင် ChatGPT တချို့ကတော့ Open AI ဆိုတော့တက်ထည့်တာမျိုးလည်းရှိကြတယ်ဒါပေမဲ့လက်ရှိသူရဲ့ domain အရာဆိုရင်တော့ပေါ့နော်သူကဒီဟိုမှာဆိုတော့ပေါ့
openai.com ဆိုပါတော့ဗောနော် openai.com ဆိုရင်လည်းတကယ်လို့ဘယ်လိုပြောမလဲကျွန်တော်တို့ကတကယ်ဒါရိုက်ရှာလိုက်တာလေးတခုပဲဖြစ်ဖြစ်ဗောနော်ဒီမှာတန်းရှာမယ်ဆိုရင်တကယ်တမ်းကျ ChatGPT ပဲတော့တာဖြစ်တဲ့အတွင်းနဲ့ကျွန်တော်ကတော့မလိုဘူးလို့ထင်တယ်ဗောနော်ဒါပေမဲ့ကာဘာဖြစ်ရှင်တယ်ယူပေါင်းမရှိအောင်ပေါ့အဲ့လိုဖြစ်ရှင်တယ်ဆိုရင်လည်းဒီနေရာမှာကိုက open ရန်ထပ်ထည့်မယ်ဆိုလည်းထပ်ထည့်ပါရပါတယ်ဘာမှမဖြစ်ပါဘူးဒီ format အတိုင်းကျွန်တော်တို့ကနောက် AI တခုကိုကထပ်ထည့်ခြင်းတယ်ဆိုရင်လည်းဒီမှာထပ်ထည့်ဒီမှာဒီ format အတိုင်းပဲဖြစ်ဖြစ်ဒီ format အတိုင်းပဲဖြစ်ကြိုက်တဲ့ format ကိုသုံးပြီးတော့ရင်ထပ်ထည့်လို့ရပါတယ်ဆိုတော့ကျွန်တော်လောလောဆယ်မှာတော့ကျွန်တော်ဒီကောင်ကိုပဲသုံးလိုက်ပါမယ်နော်ဒီကောင်ကိုကျွန်တော်တို့ copy ပြလိုက်တယ် copy ကူးပြီးတော့ရင်ကျွန်တော်တို့ Google Analytics ရဲ့ဒီနေရာမှာ paste လုပ်လိုက်ပါတယ်နော်ဆိုရင်ဒီမှာapply နော်ဆိုရင်ဒီမှာဒီလိုမျိုးထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီ view ကို save လုပ်လိုက်ရင်ဒီမှာ save လုပ်ပါမယ် group ကိုလည်းလို့ဆိုရင်ကျွန်တော်တို့နေပြီးတော့ရင် channel group တစ်ခုလုပ်ပြီးတော့ပါပြီနော်ဆိုတော့ကျွန်တော်တို့နေပြီးတော့ရင်ဒီလိုမျိုးလုပ်ပြီးတဲ့ဖြစ်တဲ့အတွက်နဲ့ဒီ Google Analytics ရဲ့ဒီ traffic acquisition မှာပေါ်ကြည့်လို့ရပါပြီ